အဲ့ဒီလူတွေကဟောဒီမြစ်ထဲမှာခင်ဗျားကြံခဲ့မလားကျုပ်ကြံခဲ့မလားမျော်လင့်တကြီးနဲ့စောင့်မျှော်နေကြတယ်ဒီမြစ်ထဲမှာခင်ဗျားကြံခဲ့ပြီဆိုတော့သူတို့တွေကတော့ခင်ဗျားသွားပြီအဲ့တော့ဒီပွဲဟာခင်ဗျားနဲ့ကျုပ်ရဲ့ဂုံတိတ်ခါတင်တဲ့ပွဲပဲဟဲ့ဘာသိဂုံသိခါဆိုတဲ့စကလုံးကမင်းပါးစပ်နဲ့မတန်ဘူးမပြောနဲ့စကားတွေကိုငါအားနာလို့အခုမင်းပိုင်တဲ့ထဲကိုငါရောက်နေမင်းရှိမှငါရောက်နေမင်းဘာလုပ်မင်းမလုပ်ငါလုပ်မှာနော်ခင်ဗျားကျုပ်ကိုတခုလှုပ်လိုက်တာနဲ့ခင်ဗျားရဲ့တပည့်ကြော်ကြီးရဲ့ကျုပ်ကောင်ဒီဂိုတော်ထဲမှာချက်ထားတယ်ခင်ဗျားနည်းနည်းလေးလှုပ်ထားနဲ့အဲ့နှစ်ကောင်သေးပြီခင်ဗျားသေးတယောက်တည်းခင်ဗျားသေးပြီဆိုရင်တော့ဗျာလမ်းမတော်ဖိုးထေဆိုတဲ့ကောင်သိက္ခာကြီးတော့သွားပြီပေါ့ဗျာ